ဒီမှာကျွန်တော်အားလုံးသိတဲ့ American Dream ဆိုတာကအောင်မြင်မှုတစ်ခုကိုအမခံပေးထားခြင်းမဟုတ်ပါဘူးအခွင့်အလမ်းတစ်ခုသာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မေးရမယ့်မေးခွန်းကကျွန်တော်အလုပ်ဘယ်လောက်ကြိုးစားနိုင်တာလဲဆိုတာတဲ့ပိုရိပ်ကျေပြန့်တဲ့မေးခွန်းကတော့ကျွန်တော်နေထိုင်တဲ့နိုင်ငံရဲ့ခေတ်စနစ်စီးပွားရေးစနစ်ကိုကျွန်တော်ဘယ်လောက်ထိအသုံးချတတ်ပြီလဲဆိုတဲ့ဟာကပိုအရေးကြီးလာပါတယ်အားလုံးမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်စဉ်းစားမိတဲ့အချက်တစ်ခုကိုကျွန်တော်ဝေမျှပေးချင်ပါတယ်အဲ့ဒါပါလဲဆိုရင်ဒီနေ့ခေတ်မှာမျက်မှောက်ကာလမှာပေါ့နော်အလုပ်ကြိုးစားရုံတက်တက်နဲ့ကျွန်တော်အောင်မြင်မှုတစ်ခုဒါမှမဟုတ်ရင်ငွေကြေးဆိုင်ရာလွတ်မြောက်မှုတစ်ခုအတိုင်းအတာတစ်ခုထိရောက်ရှိနိုင်သေးရဲ့လားဆိုတဲ့စဉ်းစားမှုဖြစ်ပါတယ်ဒါဆိုရင်ဒီအောင်မြင်မှုငွေကြေးဆိုင်ရာလွတ်မြောက်မှုအတိုင်းအတာထိတစ်ခုထိရောက်အောင်ကျွန်တော်နေထိုင်နေတဲ့ခေတ်စနစ်ကိုဘယ်လိုနားလေအောင်အကျိုးရှိအောင်ကျွန်တော်ကျင့်သုံးရမယ်ဆိုတဲ့အချက်လေးတွေကိုလည်းကျွန်တော်ဒီဗီဒီယိုမှာဝေမျှတော့မှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီဗီဒီယိုကိုကျွန်တော်တို့အတူလေ့လာကြည့်လိုက်အောင်နော်။ဒီအကြောင်းတွေနဲ့ဆက်ဆက်ပြီးကျွန်တော်အထူးသဖြင့်အမေရိကမှာနေထိုင်ကြတဲ့လူတွေရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်အမေရိကမှာဆိုရင်ကျွန်တော်အရေးရှင်ဝါဒ capitalism ကိုကျွန်တော်ကျင့်သုံးတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်စီးပွားရေးက capitalism ဖြစ်တဲ့အတွက်ကြောင့်ပါနော်။ဒီ capitalism ရဲ့အကျိုးခံစားခွင့်တွေကိုကျွန်တော်နားလေထားဖို့ပို၍အရေးကြီးလာပါတယ်။ဘာကြောင့်လဲဆိုတော့အလုပ်ကြိုးစားရုံတက်တက်တစ်ခုတည်းနဲ့ငွေများများဘယ်လောက်ရှာနိုင်နေဆိုတာထက်ကျွန်တော်ဒီငွေတွေကိုစနစ်တကျဒီ capitalism ရဲ့အကျိုးရလဒ်ကိုအသုံးချပြီးကျွန်တော်ဘယ်လိုကြီးပွားအောင်လုပ်မယ်ပြီးရင်ကျွန်တော်ရေရှည်အတွက်ဘယ်လိုရင်းနှီးမြှုပ်နှံမှုလုပ်ရမယ်အနာဂတ်အတွက်ဘာတွေပြင်ဆင်ထားမယ်ဆိုတဲ့ဟာကပိုရအရေးကြီးလာပါတယ်ဒါကြောင့်ဒီနေ့မှာ capitalism ကိုကျွန်တော်ဘယ်လိုအကျိုးရှိအောင်အသုံးချမယ်ဆိုတဲ့အပေါ်မှာကျွန်တော်ဒါမှကျွန်တော်immigrant တွေအတွက်ပေါ့နော်အရေးကြီးတဲ့အချက်လေးတွေကိုကျွန်တော်ဝေမျှတော့မှာဖြစ်ပါတယ်ကဲဒါတွေကိုလည်းကျွန်တော်လေ့လာကြည့်လိုက်ရအောင်နံပါတ်1ကတော့ကျွန်တော်ငွေကြေးနဲ့ credit စနစ်တွေကိုနားလည်ထားခြင်းဖြစ်ပါတယ်အထူးသဖြင့်အမေရိကမှာရှိတဲ့ညီကိုတွေ financial literacy ငွေကြေးဆိုင်ရာဗဟုသုတတွေများစွာကျွမ်းဝဖို့လိုပါတယ်ဒါမှကျွန်တော်ရဲ့ငွေကြေးတွေကိုဘယ်လိုစီမံခန့်ခွဲမယ်ပြီးရင်ဒီ capitalist ပေါ့နော်ဒီ capitalism ကိုကျွန်တော်ဘယ်လိုအသုံးပြုမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်နားလည်မှာဖြစ်ပါတယ်ဆိုတော့အားလုံးသိပါတယ်အမေရိကမှာ capitalism ရင်းရှင်ဝါဒဖြစ်တဲ့အတွက်ကြောင့်အရင်းရှင်တွေကိုဦးစားပေးတဲ့ capitalist တွေကိုဦးစားပေးတဲ့စနစ်ဖြစ်ပါတယ်ဒါကြောင့်ဒီစနစ်ကိုကျွန်တော် capitalism ကိုကျွန်တော်ဘယ်လိုအသုံးချရမယ်ဆိုတဲ့ဒီငွေကြေးဆိုင်ရာပေါ့နော်ဒီစနစ်ကိုနားလည်ထားဖို့ကလည်းအရေးကြီးပါတယ်ဒီထဲမှာအရေးကြီးတဲ့ဟာတွေကပါလဲဆိုရင်ဥပမာ credit score ပေါ့နော် credit ကောင်းအောင်ဘယ်လိုတည်ဆောက်ရမယ် credit မကောင်းတဲ့ခါကျရင်ပေးရတဲ့ပတ်စံနဲ့ credit ကောင်းတဲ့ခါကျရင်ပေးရတဲ့ပတ်စံတွေမတူပါဘူးဒါကြောင့်ကိုယ့်ရဲ့ငွေကြေးကိုစစ်ဖြစ်ပေါ်ရန်အတွက်ပေါ့နော်ကျွန်တော်ဒီ credit score တွေကိုလည်းနားလည်ထားဖို့အရေးကြီးပါတယ်နောက်တစ်ခုပါလဲဆိုရင် interest rate တွေပေါ့နော် interest rate တွေအတိုးနှုန်းတွေကိုနားလည်ထားပြီးဘေးချိန်ကအတိုးနှုန်းကျမယ်ဘေးချိန်ကအတိုးနှုန်းတက်တယ်ကျွန်တော်ရဲ့အတိုးနှုန်းလက်ရှိညှို့နေတော့အောင်ဘယ်လိုအချက်တွေကိုကျွန်တော်လှုပ်ဆောင်ရမယ်ဆိုတော့အကြောင်းအရာလေးတွေဘ ഹു တတလေးတွေလည်းကျွန်တော်သိဖို့လိုပါတယ်နောက်တစ်ခုကတော့အခွန်ပါအမေရိကမှာအခွန်ဘယ်သူမှအခွန်နဲ့မလွတ်ကင်းနိုင်ဘူးပေါ့နော်ဆိုတော့ဒီအခွန်တွေကိုတရားဝင်ပေါ့နော် legit ကျွန်တော်တို့အခွန်လျှော့နိုင်တဲ့နီလန်းနေလည်းရှိတယ်ပြီးရင်လည်းကျွန်တော်တို့ဒီအစောနပြောလို့ပဲ capitalism ကိုcapital တွေကိုဒီဓနရှင်တွေကိုဦးစားပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်အခွန်ကိစ္စမှာလည်းကျွန်တော်တို့ဒီ capitalist တွေစီးပွားရေးသမားတွေကိုအခွန်ရှောင်လို့ရအောင်လှုပ်ဆောင်ပေးထားတဲ့အကြောင်းအရာလေးတွေအများကြီးရှိတယ်ဒီဟာတွေကိုကျွန်တော်စနစ်တကျအသုံးချတတ်တယ်ဆိုရင်ပေါ့နော်နောက်ပြီးဒီဟာတွေမကပဲ W2 သမားတွေလည်းအခွန်များများမပေးရအောင်ကျွန်တော်ဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်းအရာလေးတွေအများကြီးရှိတယ်ဒီဟာလေးကိုကျွန်တော်အသေးစိတ်တော့မသွားဘူးเนาะဒီဟာလေးတွေကိုလည်းကိုကဥမာ W2 ကိုကနောက်ပြီးကျွန်တော်တို့ကစီးပွားလုပ်ငန်းရှင်ဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီအကြောင်းအရာလေးတွေကိုခုံကိစ္စပြီးကိုယ့်ရဲ့အခွန်ပေါ့နော် tax bracket တွေကိုဒေတာနားလေထားပြီးဒီကိုယ့်ရဲ့ပတ်စံတွေဥမာအစိုးရကိုပေးမယ်အစားကိုယ့်ရဲ့ retirement မှာဘယ်လိုရင်းနှီးမြှုပ်နှံထားတင်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုနားလေထားဖို့လည်းအရေးကြီးပါတယ်နောက်ပြီး mortgage ပေါ့နော် mortgage ဆိုတာကိုယ့်ရဲ့အိမ် payment တွေကိုဘယ်လိုတက်တာအောင်လုပ်မယ်နော်အဲ့ဒါလေးတွေကိုလည်းကျွန်တော်နားလေထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ insurance ပေါ့နော်အမေရိကန်မှာ insurance ရှိရပါတယ်ဒီ insurance တွေကိုလည်းစနစ်တကျကျွန်တော်တက်တာအောင်ဘယ်လိုလုပ်မယ်ရေရှည်အတွက်ဘယ်လိုရင်းနှီးမြှုပ်နှံမယ်နောက်တစ်ခုဒီ long term investment retirement account တွေလည်းဖြစ်ပါတယ်ဒီဟာကတော့ကျွန်တော်ခဏပြောတဲ့အတွက်ကြောင့်ပြောစရာမလိုဘူးပေါ့နော် retirement account တွေကိုကျွန်တော်ဘယ်လိုပြင်ဆင်ထားရမယ်ဆိုဥမာ tax များများမပေးရတဲ့အခါကျရင်ကျွန်တော် retirement account တွေမှာကျွန်တော်များများစုထားလို့ရပါတယ်ဒုတိယအဆင့်ကတော့ကျွန်တော်စားသုံးသူများပေါ့နော် consumer အဆင့်ကနေ owner ပိုင်ဆိုင်သူများအဆင့်တို့ပြောင်းလဲလာမှာဖြစ်ပါတယ်ကျွန်တော်တို့အများစုကကျွန်တော်ဝင်ငွေတိုးလာတဲ့အခါကျရင်ကျွန်တော်ကားအသစ်တွေဖုန်းအသစ်တွေ
နောက်ပြီး entertainment တစ်တွေနဲ့မိမိရဲ့ lifestyle ပေါ့နော်ဝတ်စားတစ်တွေနဲ့မိမိ lifestyle ကိုမြင့်တင်ကြပါတယ်ဒါကို lifestyle inflection လို့လည်းခေါ်ပါတယ်ကျွန်တော်တို့ဝါကိုပျော်ရွှင်စွာနေဆိုတာဘာမှမယုံနာမဟုတ်ပါဘူးတို့တော့လည်းကိုစဉ်းစားရမှာတစ်ခုကကျွန်တော်တို့ကပစ္စည်းတွေကိုဝယ်သုံးနေတဲ့ consumer တွေပဲလားဒါမှမဟုတ်ရင်ကျွန်တော်တို့ပိုင်ဆိုင်မှုကိုတည်ဆောက်နေတဲ့ owner တွေဖြစ်နေပြီလားဆိုတော့ဒါစဉ်းစားချက်တစ်ခုဖြစ်ပါတယ်ကျွန်တော်ပိုင်ဆိုင်သူများအဖြစ်လို့ပြောတဲ့အခါမှာပိုင်ဆိုင်ခြင်းဆိုတာဥပမာစီးပွားရေးလုပ်ငန်းတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ real estate တို့ income တွေဝယ်ယူတဲ့အရာတွေနောက်ပြီးကျွန်တော်တို့ဒီstock တွေပိုင်ဆိုင်တဲ့အရာတွေပေါ့နော်ကိုကဒီretirement account တို့ကိုကinvestment လုပ်တဲ့အခါကျရင်ကိုကလည်းဒီ company ရဲ့ part of ကျွန်တော်ပိုင်ဆိုင်သူအဖြစ်ဖြစ်လာတာပါဒါကြောင့်ကျွန်တော်တို့ကအစောနာပြောတဲ့ lifestyle inflection တွေအတွက်ပေါ့နော်ဒီအများကြီးပိုင်ဆိုင်တာထက်ကျွန်တော်တို့ကိုယ်တိုင်ကိုက consumer အဆင့်ကနေကျွန်တော်တို့ဒီ stock တွေ real estate တွေတခြားဒီစီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်သူတွေအဖြစ်ကျွန်တော်ပြောင်းလဲသွားမယ်ဆိုတဲ့အချက်လေးဖြစ်ပါတယ်တတိယချက်ကတော့ကျွန်တော်ရေရှည်ရင်းနှီးမြှုပ်နှံမှုကိုလေ့လာပါဆိုတဲ့ချက်ဖြစ်ပါတယ်ကျွန်တော်ဒီရေရှည်ရင်းနှီးမြှုပ်နှံမှု long term investment အကြောင်းကိုလွန်ခဲ့တဲ့10နှစ်ကနေကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ဒီပြင်ကျွန်တော်တို့ Roth IRA တို့ 401k တို့ IRA တို့ပေါ့နော်ဒီ retirement အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပေါ့နော်ကျွန်တော်ခဏတိုက်တွန်းခဲ့ပါတယ်ဒီအကြောင်းလေးတွေကိုလည်းကျွန်တော်တို့လေ့လာပြီးကျွန်တော်တို့အခုကနေရင်းနှီးမြှုပ်နှံမှုလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီက mainstream American တွေကသူတို့က generation wealth ဆိုတာရှိပါတယ်။ new use ဆက်ပေါ့နော်အဖိုးတွေဖွားတွေကဒီစုဆောင်းမှုပေါ့နော် long term investment ကိုလုပ်ထားတဲ့အတွက်ကြောင့်အခုသားသမီးတွေကလည်းဒီ generation wealth ကိုဆက်လက်ပြီးအမှုဆက်ခံပြီးဘဝကိုအများကြီးရုန်းကန်စရာမလိုပဲအစောကကျွန်တော်ပြောတဲ့ဒီ capitalism ကိုပေါ့နော် capitalism ရဲ့ရင်းရှင်ဝါဒရဲ့အကျိုးဒါလည်း one of ပေါ့နော်ဒါအရင်းရှင်ဝါဒရဲ့ကျင့်သုံးတဲ့အကျိုးတစ်ခုဖြစ်ပါတယ်ဒီအကျိုးတွေကိုကျွန်တော်တို့စနစ်တကျကျင့်သုံးတဲ့အခါကျရင်ကျွန်တော်တို့အရန်ရုန်းကန်စရာမလိုဘူးပေါ့နော်အခုကနေကျွန်တော်တို့ဒီ second generation အတွက်ကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုတွေကိုပြင်ဆင်ထားတယ်ဆိုရင်ကျွန်တော်တို့သူတို့ဟာဒီက mainstream American တွေနဲ့တန်းတူပေါ့နော်ဒီဘဝကိုကြိုးစားရုန်းကန်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အတွက်ပေါ့နော်ရန်နောက်ကြတယ်ဆိုတော့ညာလဲသားသမီးတွေအတွက်ပေါ့နော်ကျွန်တော်အများကြီးပြင်ဆင်ထားလို့ရတယ်ဥပမာဆိုရင်ကျွန်တော်ဒီ custodian Roth IRA တို့အများကြီးပေါ့နော်ဒီ529 colleague saving တို့အများကြီးရှိပါတယ်ဒီဟာတွေကိုလည်းလေ့လာပါအောင်နော်ကျွန်တော်အသေးစိတ်တော့မပြောပြဘူးကျွန်တော်အရင်တော့ကျွန်တော်ရဲ့ဗီဒီယိုတွေမှာလည်းရှာဖွေနိုင်ပါတယ်ဒီအကြောင်းတွေကိုလေ့လာပြီးကျွန်တော်တို့ generation wealth ကိုတိဆောက်ကဆိုတော့ကျွန်တော်ပြောတဲ့ kids စနစ်ကိုပေါ့နော်ကျွန်တော်တို့ဒီအမေရိကရဲ့ဒီ capitalism ရဲ့အကျိုးကိုခံစားဖို့ရန်အတွက်ပေါ့နော်အသုံးချဖို့ရန်အတွက်ဒါကိုလည်းတိုက်တွန်းချင်ပါတယ်နံပါတ်4အချက်ကတော့ lifestyle inflation ကိုတည်တည်ထားမှာဖြစ်ပါတယ် lifestyle inflation ဆိုတာကအစောကကျွန်တော်ပြောလို့ဝင်ငွေတိုးလာတာနဲ့မြအိမ်ကြီးတွေမှာပြောင်းနေမယ်နောက်ပြီးကျွန်တော်ကားတစ်တွေဝယ်မယ်စင်ခံပစ္စည်းတွေဝယ်မယ်နောက်ပြီးကျွန်တော်ဒီအဝတ်အစားတစ်တွေပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်တို့ရဲ့ lifestyle ကိုမြင့်တင်ပြီးကျွန်တော်တို့ဟာအကျွေးနုံထဲမှာပေါ့နော်လေပတ်ရုန်းကန်နေရတဲ့ဟာကိုကျွန်တော် lifestyle inflation လို့ခေါ်ပါတယ်အောင်မြင်မှုငွေကြေးအောင်မြင်မှုကိုကျွန်တော်တို့ဒီမိမိဝယ်ယူနိုင်တော့ပစ္စည်းတွေနဲ့တိုင်းတာတာမဟုတ်ပါဘူးတကယ်ငွေကြေးအောင်မြင်မှုကိုတိုင်းတာတာကဥပမာကျွန်တော်တို့ရဲ့ဝင်ငွေကိုဘယ်လောက်စုဆောင်းနိုင်တယ်ကိုယ့်ရဲ့နောက်ပြီးကျွန်တော်ကိုယ့်ရဲ့အကျွေးတွေကိုအကောင်းမွန်စွာဘယ်လိုစီမံပေါ့နော်စီမံနိုင်တယ်နောက်ပြီးကျွန်တော် long term investment တွေကိုဘယ်လိုပြင်ဆင်ထားတယ် generation wealth တွေကိုဘယ်လိုပြင်ဆင်ထားတယ်ဆိုတဲ့အချက်ပေါ်မှာကျွန်တော်တိုင်းတာဖြစ်ပါတယ်ဒါကြောင့် lifestyle inflation နဲ့ဖြစ်မဲ့အစားပေါ့နော်မိမိရဲ့ generation wealth ကိုမိမိရဲ့ရရှိထားတဲ့ငွေကြေးတွေကိုဘယ်လိုစီမံဆောင်ရွက်ပြီးအစောနာပြောတဲ့ဒီ kids စနစ်ကိုဘယ်လိုအသုံးချပြီးကိုဘယ်လိုဒီ kids စနစ်ကိုအသုံးချကာကိုဘဝအတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့အရာကိုငွေကြေးအရာပေါ့နော် smart ဖြစ်တယ်လို့ကျွန်တော်တို့ခံယူပါတယ်ဒါကြောင့်ဒီ lifestyle inflation ကိုကျွန်တော်တို့ရှောင်ကျဉ်ကအကောင်းဆုံးဒီ long term investment အတွက်ပြင်ဆင်ထားမှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်5ကတော့နောက် new set အတွက်ပြင်ဆင်ထားပါဆိုတဲ့အချက်ဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်အစောနာကပြောခဲ့ဖူးတဲ့ generation wealth ပေါ့နော် new use set တနာတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွက်နောက်ကျနေတော့ငါလဲကျွန်တော်သားသမီးတွေအတွက်ကြိုပြီးပြင်ဆင်ထားတဲ့အခါကျရင်ဒါကအချိန်အတိုင်းအတာတစ်ခုထဲမှာကျွန်တော်တို့ new set တွေကျွန်တော်တို့လိုအများကြီးရုန်းကန်စရာမလိုပဲဒီ compound interest နဲ့ပေါ့နော်သူတို့အသက်40ကျော်ကြာရင် millionaire တွေအမြန်ဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတရားကိုကျွန်တော်တို့အမြန်ပေါ့နော်ကျွန်တော်တို့ယင်းနှီးမြှုပ်နှံပေးထားဖို့လိုအပ်ပါတယ်ဒါမှကျွန်တော်သားသမီးတွေဟာဒီက mainstream American နဲ့အတူဒီရဲ့ဒီ kids စနစ်ပေါ့နော်အရင်းရှင်စနစ်ရဲ့ဒီ
ဒီစနစ်ကိုကျွန်တော်တို့အသုံးချခြင်းအပြင်ပေါ့နော်ကျွန်တော်တို့လည်းအများကြီးကျွန်တော်တို့မိဘတွေလည်းအများကြီးရုန်းကန်စရာမလိုပဲဒီ generation wheel တွေနဲ့အဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့ကလေးတွေကိုကျွန်တော်တို့ကျောင်းကောင်းကောင်းတက်ပါပွဲရအောင်လုပ်ပါအလုပ်ကောင်းကောင်းရှာပါဆိုတာထက်ဦးရဲ့ခြေပြန့်သောပညာရေးခုဖြစ်တဲ့ကျွန်တော်တို့ဒီ money management ပေါ့နော်ငွေကြေးတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲ credit card တွေအကြောင်းကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းနောက်ပြီး entrepreneurship တွေအကြောင်းကိုများများသင်ပေးဖို့လိုပါတယ်ဒါမှနောက်မျိုးဆက်တွေအတွက်ကျွန်တော်တို့ပတ်စံချန်ထားခြင်းတဲ့ကျွန်တော်တို့ဒီပတ်စံကိုဘယ်လိုစီမံပြီးဒီအသိပညာတွေချန်ထားပေးခြင်းကပို၍တန်ဖိုးရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ဒီနောက်မျိုးဆက်တွေအတွက်ကျွန်တော်တို့များများရင်းနှီးမြှုပ်နှံပေးထားဖို့ရန်အတွက်နောက်မျိုးဆက်တွေအတွက်ပြင်ဆင်ထားဖို့လိုပါတယ်ဒီမှာကျွန်တော်တို့နောက်ဆုံးအနေနဲ့နေကုန်းပြောရမယ်ဆိုရင်အမေရိကန်နိုင်ငံရဲ့အရေးရှင်စီးပွားရေးစနစ်မှာလိုက်လျောညီထွေစွာနေထိုင်ခြင်းဆိုတဲ့အထက်မှာမိမိရဲ့တန်ဖိုးမိမိရဲ့ culture ကိုပေါ့နော်မိမိရဲ့ယဉ်ကျေးမှုကိုဆွလို့ခြင်းမဟုတ်ပါဘူးမိမိအမေရိကန်မှာနေတဲ့အခါကျရင်ဒီအမေရိကန်နိုင်ငံမှာကျင့်သုံးတဲ့စီးပွားရေးစနစ် capitalism အရေးရှင်စီးပွားရေးစနစ်ရဲ့အကျိုးရလဒ်အခွင့်အလမ်းတွေကိုသုံးချပြီးအစောကကျွန်တော်ပြောလို့ပဲအလုပ်ကြိုးစားရုံတက်မဟုတ်ဘဲနဲ့ဒီຢာတွေကိုသိရှိနားလေကသားသမီးတွေအတွက် generation wheel တွေပြင်ဆင်ထားတာပေါ့နော်ဒီຢာတွေထဲမှာအခွင့်အလမ်းများစွာကိုကျွန်တော်အသုံးချဖို့ရန်အတွက်ဒါကလည်းအသိပညာတစ်ခုလိုအပ်တယ်လို့ကျွန်တော်ဒီຢာကို highlight လုပ်ခြင်းဖြစ်ပါတယ်ဒီမှာကျွန်တော်အားလုံးသိတဲ့ American Dream ဆိုတာကအောင်မြင်မှုတစ်ခုကိုအမခံပေးထားခြင်းမဟုတ်ပါဘူးအခွင့်အလမ်းတစ်ခုသာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မေးရမယ့်မေးခွန်းကကျွန်တော်အလုပ်ဘယ်လောက်ကြိုးစားနိုင်တာလဲဆိုတာတဲ့ပူရိပ်ကျေပြတ်တဲ့မေးခွန်းကတော့ကျွန်တော်နေထိုင်တဲ့နိုင်ငံရဲ့ခေတ်စနစ်စီးပွားရေးစနစ်ကိုကျွန်တော်ဘယ်လောက်ထိအသုံးချတတ်ပြီလဲဆိုတဲ့ဟာကပိုအရေးကြီးလာပါတယ်ဒါကြောင့်အလုပ်အကင်ကြိုးစားတာထက်မိမိနေထိုင်တဲ့နိုင်ငံရဲ့ခေတ်စနစ်ကိုကောင်းမွန်စွာနားလေတဲ့ပေါ်ပေါက်ပြီးဒါကိုအသုံးချတတ်မယ်ဆိုရင်ဒီထဲမှာအခွင့်အလမ်းတွေအများကြီးရှိပြီးကျွန်တော်သားသမီးတွေအတွက်ကျွန်တော်ကိုယ်တိုင်အတွက်ရောများစွာအကျိုးဖြစ်ထွန်းစေတဲ့အကြောင်းပေါ့နော်ပြောကြရင်းနဲ့ဒီဗီဒီယိုကိုဒီမှာဆုံးသက်ပါရစေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်